ရှိရောEpic game epic game ဖောက်တယ်မလေးညီလေး that's my AUG ကြီးဟာဟိုးနာမရှိသေးwhat the fuck နားလေး မောင်းနေဟိုမှာမောင်းနေ ထုတ်တာလားမကြည့်နဲ့ epic anic တွေမကြည့်နဲ့မင်းတို့ epic clan ကောင်းတယ်ငါတို့ emoji တွေကိုမောင်းမကြည့်နဲ့ညီလေးတိလားအောက်ပန်ကုန်တာမင်းတို့ကိုမနောက်ကိုပဲကြည့်မောင်းမကြည့်နဲ့နော်ညီလေးတို့မောင်းမကြည့်နဲ့နော်တော့ရတယ်ဗျပါပါတော့ကွာတောင်းပါမှာအဲ့တော့နောက်တော့ကောင်းတယ်ကွာ epic game များကောင်းတယ်ငါမောင်းမကြည့်နဲ့နော်ဟာ AUG ကိုမောင်းမကြည့်နဲ့နော်ဟောကောင်းတာကွာတော့ပြီးပါရမလားအဲ့တော့လုံးနေပြီ epic game ထပ်တော့ကတော့ကျော်တက်ပြီဒီလိုမောင်မကြည့်နဲ့နော်တာကြီးအေးပုံတော့ဒါ AUG ဒါ A လေးလို့ခေါ်တယ်ညီလေးကိုကြီးတို့ကနော်နောက်တော့ထပ်တော့ဟောပါ epic game ညီလေးရော့ဝိုင်းပါကြာဝိုင်းပါဒီနားပါဒါလေးညီလေးအေးလိုက်မလားညီလေးအေးလိုက်မလားညီလေးမကားရလေးကြမကားဩကောင်းလိုက်တာမကားရမငါဘုံနဲ့ကွက်တီအောက်ကြပါကောင်းချမ်းမတင်နဲ့မကားကောင်းတယ်မကားအလားပဲမကားထီရအောင်ထားလိုက်လို့မကားအောင်နေထားလိုက်အပေါ်နေပြီးစင်းနာပလေးစီကွာရပျော်ကြီးအေးထောက်တာနော်ထောက်တာနေဘီဘလင်းထဲလိုက်လို့မရနေကဲမင်းဘွားမင်းဘုံမနဲ့ပြေးလိုက်ဗျာစင်းနာတဲ့ဟဲ့ကောင်းနေHello ပြေးပါလောက်ပါဘာလို့မလဲညီလေးကမစင်းသေးဦးရောက်လေရောက်နေဒီတော့မှမကြည့်တဲ့နဲ့ရအေးရမမတက်နဲ့ထားလိုက်ပါတော့နေငါတို့နေအနိုင်ချင်းလို့ရတာတို့ Epic game ရလား Epic game easy bro what the fuck AUG 6ဆိုင် AUG တွေပဲကောင်းနေစော်ပြလိုက်ရှုံးလို့နော်ညီလေး Hey Epic game bro it is Myanmar you know easy bro easy it is Myanmar အာလည်းကူကောင်းနေဘယ်တော့ပုတ်တာကောင်းနေနေကထဲလို့မရတော့မထဲပေါ့ငါမှရှိငါသမီးမထဲတာလို့ငါမှနေကြည့်တယ်မထဲတာမကခဏလေးအောင်းနေထားလိုက်ငါစော့နေတာငါတော့နေစော့နေ Watch out အောင်သေးပြီတင်းကြီးပြည့်ပြီလေတင်းကြီးကပြည့်ပြီဆိုအနိုင်ကျင့်တယ်ကဲ let's go တင်းကြီးဖြစ်သွားရဲ့လား challenge အောင်ပြီထင်တယ်နော်တင်းကြီးအောင်တာပေါ့ဗျာဘယ်နှကောင်တော့အမေအာတစ်က14ကောင်မကား16ကောင်ဟာရှိုးလာအောင်အာတစ်နဲ့မကားနဲ့2ယောက်ပေါင်း30ကျွန်တော်က18ကောင်40မှာ8ကောင်စိုက်က1ကောင်40မှာ9ကောင်ဘေးကန်ဆာဘေးတသိန်းနဲ့ပြီးပါပြီနော်အဲ့ဘရူကချဲလန့်ကိုကြိုလွှဲထားတာပါနော်တတင်းနဲ့ကျွန်တော်တကယ်ရပါပြီချဲလန့်လည်းအောင်သွားပြီဘဲရီနော်တင်းကီ40မကောင်တင်းကီ40မှာ9ကောင်ကျွန်တော်တို့ကျုံးပြလိုက်ပါတယ်ဘဲရီ thank you for the challenge ပါနော်လောက်ကနေဆင်ပြပါစေနော်ရက်ပို့ပြီးတော့ငွေအများကြီးဝင်ပါစေခင်ဗျစတောင်းပြလိုက်ပါတယ်ဘဲ